လူသားတိုင်းရဲ့နှလုံးစိတ်ဝမ်းအေးချမ်းမှုပေးစွမ်းနိုင်တဲ့တရားတွေအဆုံးအမတွေသာဖြစ်ဘုရားရှင်ကိုယ်တိုင်ကဗုဒ္ဓသောဘဂဝါဘောရာယဓမ္မံဒေသေတိမြတ်စွာဘုရားပေါ်မှာယုံကြည်ချက်ရှိကြတဲ့တကယ်ကိုလေးလေးမြတ်မြတ်မြတ်စွာဘုရားရဲ့ဂုဏ်ကိုမျက်နှာကိုးကွယ်ကြတဲ့ယဟန္တာအရှင်မြတ်တွေကလိုနှလုံးသွင်းတယ်လဲဆိုသောဘဂဝါထိုမြတ်စွာဘုရားသည်ဗုဒ္ဓမိမိကိုယ်တိုင်ကသစ္စာလေးပါးကိုသိရှိနားလည်ပြီးဖြစ်၍ဘောရယတရားတွေသစ္စာလေးပါးတရားအမှန်တရားကိုသိရှိနားလည်ဖို့ရာအတွက်ဓမ္မံတရားကိုဒေသေတိဟောပြောတော်မူတာဖြစ်တယ်။အဲ့တော့မြတ်စွာဘုရားဟောတဲ့တရားဟာအမှန်တရားကိုသိရှိဖို့အတွက်လည်းအထောက်အကူဖြစ်တယ်လို့ဆို။လောကမှာအမှန်မသိသည့်အတွက်ကြောင့်လမ်းလွဲပြီးဆင်းရဲဒုက္ခရောက်နေကြတာများစွာရှိတယ်။မှန်တရားသိခြင်းလို့မရနိုင်ကြဘူး။မြတ်စွာဘုရားရဲ့အဆုံးအမတိုင်းယုံကြည်ချက်နဲ့လိုက်နာကြမယ်ဆိုလို့ရှိရင်မင်္ဂနဲ့လမ်းကြောင်းပေါ်ရောက်သွားမှာထို့တူပဲဒန္တောသောဘဂဝါဓမ္မထာယဓမ္မံဒေသေတိသောဘဂဝါဘုန်းတော်ကြီးမာထိုရှင်တော်မြတ်ဘုရားဟာဒန္တောမိမိကိုယ်တိုင်ကတကယ်ကိုယဉ်ကျေးတဲ့စိတ်နှလုံးရှိပြီးတော့ဓမ္မထာယတရားတွေကိုလည်းယဉ်ကျေးဖို့အတွက်ဓမ္မံဒေသေတိတရားဟောပြောတော်မူတာဖြစ်တယ်ဆိုလိုတာကမြတ်စွာဘုရားရဲ့အဆုံးအမကိုနားလဲရတဲ့ပုဂ္ဂိုလ်တွေဟာရိုင်းသူတွေယဉ်ကျေးသွားဒီလိုဆိုကာယကံမှုဝစီကံမှုမနောကံမှုလို့ဆိုလေရိုင်းပြနေမှုတွေဟာမြတ်စွာဘုရားရဲ့တရားနားရဲကြားလိုက်တာနဲ့ယဉ်ကျေးသွားကြတယ်ရိုင်းဆိုင်တဲ့အနေအထားတွေပျောက်သွားကြတယ်ဆိုပါစို့အလဝကဗီလူကြီးတို့လွန်ချမ်းတဲ့စိတ်ချမ်းကိုယ်ချမ်းခက်ထန်တဲ့ပုဂ္ဂိုလ်တွေဟာလေမြတ်စွာဘုရားရဲ့အဆုံးအမတရားကိုယင်တဲ့နှလုံးထဲရောက်သွားတာနဲ့ဟာယဉ်ကျေးသွားနာလာဂိရိဆင်ကြီးလို့အရက်ကုန်းမောင်းတိုက်ပြီးတော့မြတ်စွာဘုရားရှိရာလွတ်လိုက်တယ်နာလာဂိရိဆင်ကြီးဟာလေမြတ်စွာဘုရားနဲ့တွေ့တဲ့အခါမှာယဉ်ကျေးသွားတယ်အဲ့ဒီလိုလောကရိုင်းဆိုင်တဲ့ပုဂ္ဂိုလ်တွေယဉ်ကျေးမှုပေးနိုင်တာမြတ်စွာဘုရားရဲ့အဆုံးအမတရားပဲဖြစ်တယ်အင်္ဂုလိမာလလို့ကဘာကျော်လူသက်သမားကြီးဟာအဗ္ဗဓမ္မနှိမ့်နှင်းရခက်လို့တိုင်းပြည်အုပ်ချုပ်တဲ့ကောသလဘုရင်ကြီးကတောင်စိုးရွံ့ရတဲ့ကြောက်ရွံ့ရတဲ့ဘုရင်အာနာတောင်ချင်းချောက်လာတဲ့အင်္ဂုလိမာလလို့လူဆိုးကြီးကိုတောင်မြတ်စွာဘုရားရဲ့စကားတခွန်းကလိမ္မာယဉ်ကျေးသွားစေမြတ်စွာဘုရားကိုဓာထမ်းပြီးလိုက်တဲ့အခါနောက်ကနေပြီးမှီအောင်မလိုက်နိုင်တဲ့အတွက်ဟေးယဟန်ရပ်လိုက်လို့អော်လိုက်တဲ့အချိန်မြတ်စွာဘုရားငါကရပ်နေတာပါမင်းမဲ့ရပ်ဖို့လိုပါတယ်ဒီစကားလေးတစ်ခေါက်ကသူ့ဘဝကိုပြောင်းလဲသွားစေတာဖြစ်တယ်မြတ်စွာဘုရားကငါရပ်ထားတယ်မင်းရပ်ဖို့လိုတယ်လို့ပြောလိုက်တဲ့စကားဟာသူ့ရင်ထဲမှာထိသွားတဲ့စကားလုံးဖြစ်လို့ဒီအဓိပ္ပာယ်ကိုသူဟာသိကျင်တဲ့စိတ်တွေကနှိုးဆွားလို့ဘုရားကိုမေးလျောက်တဲ့အခါမင်းဟာသူများအသက်တွေတတ်ပြီးမကောင်းမှုအကုသိုလ်တွေကိုမင်းမရပ်သေးဘူးငါကဒါတွေမလုပ်တော့ဘူးရပ်သွားပြီမကောင်းမှုအကုသိုလ်လုပ်တာငါရပ်လိုက်ပြီအဲ့ဒါကိုရည်ရွယ်ပြီးပြောတာမင်းရပ်ဖို့လိုတယ်ငါရပ်ပြီးနေပြီဆိုတဲ့စကားတစ်ခုဟာသူ့ရင်ထဲနှလုံးထဲရောက်ထိသွားအလွန်ချမ်းသာရစတဲ့အင်္ဂုလိမာလလို့လူဆိုးကြီးတောင်လိမ္မာရင်ကြီးသွားတယ်ဆိုတဲ့မြတ်ဗုဒ္ဓရဲ့အဆုံးအမတရားသူတို့ဆိုတယ်